သဘောပေါက်လားဥပမာချဲတွက်တယ်ဗျာဘဝအတွက်ကြီးပွားတိုးတက်ပါမလားဒီလိုဆိုဒီချဲစကားပြောတာကောင်းပါမလားဒါဘဝဆုပ်ယုပ်ကြောင်းတခါကြီးတို့မိုက်ဟုတ်လားငါတို့ကသင်္ကပြည့်ကျင်တယ်ချဲတော့ထိုးတယ်မဟုတ်သေးဘူးလေချဲထိုးတာဗုဒ္ဓကချမ်းသာမယ်လို့မဟောထားဘူးကြားလားဒါကြောင့်ဦးဇင်းတို့ပြင်ပြည်နယ်သူပြင်ရသားတွေအများအပြည့်ဆင်းရဲသွားတာချဲထိုးလို့ဦးဇင်းကကောင်းကောင်းသိတယ်နားလဲလားတခါကြီးမိုက်တွေခေါ်လို့ကျွန်းသူကျွန်းသားတွေဟုတ်လားတခါကြီးတို့မိုက်တို့နော်ဘဝမှာအောင်မြင်ခြင်းချဲထိုးရမလားမထိုးရဘူးလားချဲမထိုးနဲ့ဒါကာယကံမစင်ကြဲတဲ့သဘောရောက်တယ်ဟုတ်လားတီလာဆိုတာကာယကံဝစီကံတွေကိုထိမ့်သိမ်းဆောက်ရှောက်တာကိုတီလာလို့ဗုဒ္ဓကဟောတယ်ဟုတ်ပြီနော်ကာယကံစင်ကြဲဖို့ဆိုရင်ကောင်းတဲ့ကာယကံအမှုတွေလုပ်အောင်ကိုမကိုစိုက်ပျိုးရေးတွေလုပ်တယ်ဖျားချီကျူးတယ်ဟုတ်ပြီလားစီးပွားရေးတွေဟာလားကိုမကိုဈေးရောင်းတယ်ကုန်တယ်တွေလုပ်တယ်ဝန်ထမ်းတွေလုပ်တယ်ဟုတ်တယ်မလားဒါဗုဒ္ဓချီကျူးတယ်လူဆိုတာအလုပ်လုပ်ရမယ်စူးစမ်းရမယ်ဟုတ်ပြီလားဒါပေမဲ့တီလာကိုချိုးဖြတ်ပြီးတော့ချမ်းသာအောင်တော့ဖျားရှင်ကလုပ်တာကိုမကြိုက်ဘူးဟုတ်ပြီလားတဘဝချမ်းသာမဲ့အလုပ်ကိုဗုဒ္ဓကမကြိုက်ဘူးနော်ဒါကြောင့်မို့စီးပွားရေးလုပ်တဲ့နေရာမှာအကျဉ်းနာတရားတွေမေတ္တာတရားတွေကိုချင်းစာတရားတွေထားပြီးတော့မလုပ်ရမလဲလုပ်ကြရမှာဖြစ်တယ်မိသားစုချမ်းသာပြီးတော့မိရက်ရွာကြီးလူတွေအားလုံးဝဲတေဝါကြီးကောင်းပါမလားကဲမိတို့ကချဲတိုင်းကင်တယ်ဆိုကြပါစို့ချဲတိုင်းကင်တဲ့လူရှိရင်တော့ဒုက္ခပဲဟုတ်လားဆရာတော်တရားသဘောရပြောတာနော်ဘုဒ္ဓမှာဟိုဘာလို့တရားသဘောရဥစဉ်ပြောတာမိတို့ချဲတိုင်းကင်တယ်ထိုင်ကင်တဲ့လူကတော့ချမ်းသာမှာပဲတေချာပေါက်ပဲနားလည်လားထိုးတဲ့လူကရှုံးမှာပဲထိုးတဲ့လူကအဲ့ဒါနေရာမကြီးပဲချမ်းသာခြင်းချဲတိုင်းကင်ဟုတ်တယ် तू ကတော့မြတ်တယ်ဒါပေမဲ့မိသားစုကိုစိတ်နှပြချမ်းမြေပြီးပျော်ရွှင်နေတယ်မိသားသမီးတွေကိုမြို့ပေါ်မှာထိချောင်းတွေထားနိုင်မယ်ကားကောင်းကောင်းတွေဆိုင်ကယ်ကောင်းကောင်းတွေဝယ်ပေးနိုင်ချဲထွန်းလိုက်တဲ့မိရွာသူရွာသားတမြေတဲ့နေတရေတဲ့တော့ကိုယ့်ရဲ့ပြည်သူပြည်သားရွာသူရွာသားတွေစင်ရဲမွဲတွေသွားပြီးဆိုရင်မိတို့အတွက်တကယ်ပျော်ရွှင်စရာအစ်စ်ဖြစ်ပါမလားဒီလိုဆိုရင်ဒီချဲတိုင်းတွေလောင်းကစားလုပ်တာတွေကောင်းပါမလားမကောင်းဘူးလေဒါဗုဒ္ဓမကြိုက်ဘူးဟုတ်လားစဉ်းစားရလူဆိုတာအကျဉ်းနာမေတ္တာရှိရမယ်လေကိုယ့်ရဲ့ရွာသူရွာသားတွေအပေါ်မှာကိုယ့်ရဲ့မိဘအရင်လို့သားသမီးရင်လို့မေတ္တာထားရမယ်ဟုတ်တယ်မလားပြီးရင်ဒီကမရဲ့မူရစေဝါတွေဖြတ်မယ်မြင်းစည်းတွေလည်းဖြတ်မယ်ဒီကောလုံးကျုံးမှာကျုံးသူကျုံးသားကျုံးငယ်ရွာသူရွာသားတွေလူငယ်လေးတွေပြတ်မလားမပြတ်ဘူးလားမိကတော့ချမ်းသာသွားမှာပဲမြင်းစည်းဖြတ်ရင်ဟုတ်တယ်မလားဒီမူရစေဝါတွေဖြတ်မယ်ဟုတ်တယ်မလားအရက်သေးစားတွေမူရစေဝါတွေဖြတ်ရင်မိတို့တော့ချမ်းသာသွားမယ်ဒါပေမဲ့မိတို့ရွာသူရွာသားတွေမိတို့အနာဂတ်မျိုးဆက်တွေအကုန်ပြတ်သွားမယ်ကောလုံးကျုံးကြီးဘာဖြစ်သွားမှာပျက်စီးသွားမယ်တခါကြီးတို့ဟုတ်လားဒါတွေကိုဦးဇင်းတို့သာသနာပြုခေါင်းဆောင်ဦးဇင်းတို့ဆရာတော်တန်ဃာတော်တွေကတားမြင်ရပါကိုတကာတော်မတွေကိုဒီလိုရွာတော်မှာမြင်းစည်းတွေလုံးဝအဝင်မခံရဘူးဟုတ်လားမူရစေဝါတွေတားမြင်ရမယ်ကျုံကြီးကိုကာကွယ်ထားရမှာဟုတ်တယ်မလားဒီတိုင်းပဲလောင်းကစားတွေကိုလည်းအတက်နိုင်ဆုံးကာကွယ်ရမယ်တခါကြီးတို့ဘာဖြစ်လို့လောင်းကစားဆိုတာဗုဒ္ဓကဟောတယ်တဲ့နော်ဟိုမွဲတေဖို့ပဲဖြစ်လာတာဘဝမှာကြီးပွားတိုးတက်ခြင်းလောင်းကစားတွေမလုပ်ရဘူးတဲ့မူရစေဝါတွေအရက်သေးစားတွေမတော့စားရဘူးတဲ့ဟုတ်ပြီလားပြီးရင်ပျော်အပါမလိုက်စားရဘူးတဲ့ဘယ်နှချက်လဲတခါကြီးတို့ရေတခါလေးတို့ဘယ်နှချက်နံပါတ်1မူရစေဝါတွေအရက်သေးစားတွေမသုံးဆွဲနဲ့နံပါတ်2လောင်းကစားလုံးဝမလုံးနဲ့နံပါတ်3အပျော်အပါမလိုက်စားနဲ့အဲ့လိုဆိုမိတို့ရဲ့တကယ်ကိုဝိရိယဆွမ်းအားဖြင့်ကြိုးစားရင်အကုန်လုံးချမ်းသာပါတယ်နားလည်လားဦးဇင်းပြောတာဒါတီလာနဲ့ဆက်ပြီးဦးဇင်းကပြောပြတာတီလာမှာဒီလိုကာယကံတွေစင်ကြယ်ဖို့လိုတယ်ဟုတ်ပြီလားဝစီကံတွေလည်းစင်ကြယ်ဖို့လိုတယ်ဟုတ်ပြီလားမိတို့တွေဝစီကံတွေမစင်ကြယ်ဘူးဆိုရင်လည်းတီလာဖြူစင်တဲ့ဘဝကိုမရောက်နိုင်ဘူးပေါ့ဟုတ်မလားဘဝအတွက်ကြီးပွားတိုးတက်မဲ့စီးပွားရေးအကြောင်းတွေဆွေးနွေးခွင့်ရှိတယ်ဟုတ်တယ်မလားအရင်မရအဖတ်မရမင်းသားကြောင့်မင်းသမီးကြောင့်ဟုတ်မလားနိုင်ငံရေးတွေအကြောင်းဟိုပြောဒီပြောအချိန်ကုန်မိတို့အတွက်အကျိုးရှိမလားစဉ်းစားဖို့ဦးဇင်းပြောတာအကျိုးရှိရင်တော့ပြောအကျိုးမရှိရင်ပြောရမလားမပြောရဘူးလားအဲ့ဒီလိုမျိုးမိတို့စီစစ်ဖို့မကောင်းဘူးလားဒါကြောင့်ဘဝအတွက်တန်ဖိုးရှိတဲ့အချိန်တွေကိုနော်အချိန်တန်ဖိုးမရှိတဲ့အလုပ်တွေအပြောတွေဖြစ်နော်လုပ်ရင်ပြောရင်ဖြစ်ဘဝတွေရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုမဖြုံးပါနဲ့ဟုတ်ပြီလားဒါတီလာနဲ့ဆက်ပြီးဦးဇင်းကအကြံပြုပေးတာတခါကြီးတို့မိုက်လို့ဟုတ်ပြီနော်သဘောပေါက်တယ်နော်ဦးဇင်းပြောတာအဲ့ဒီအချက်လေးတွေတေချာတွေးကြည့်လိုက်ပါဘဝမှာနော်ဒါကြောင့်စကားတွေငါတို့ပြောနေကြတယ်ဖုန်းတွေကအကြောင်းတွေပဲပြောမယ်မင်းသားမင်းသမီးအကြောင်းတွေပဲပြောမယ်နိုင်ငံရေးအကြောင်းတွေပဲပြောမယ်ချဲအကြောင်းထီအကြောင်းတွေပြောမယ်ဆိုရင်ဘဝတိုးတက်မလားဆုတ်ယုံမလားတေချာပေါင်းဆုတ်ယုံပြီးအချိန်ကုန်ဒီကြားတဲ့အယူဆမတူနိုင်ငံရေးအချင်းယူဆမတူထပြီးရန်ဖြစ်နေအောင်မှာဟုတ်တယ်မလားလောဘဖြစ်ရဒေါသဖြစ်ရဒီလိုစကားတွေမပြောနဲ့ဟုတ်တယ်မလားပြောချင်ကိုရက်ရွာသာသနာဘလို့တိုးတက်မယ်ဆွေးနွေးကြဟုတ်မလားကိုရွာဘလို့တိုးတက်မယ်ဆွေးနွေးကြအကြံပြုကြဟုတ်တယ်မလားအဲ့လိုမျိုးကောင်းမွန်တဲ့အတွေးခေါ်တွေကောင်းမွန်တဲ့
အကြံစီတွေရအောင်ပဲဆွေးနွေးတိုင်ပင်ကြရမယ်နော်ဘဝပြတ်ကြောင်းကိုရဆုတ်ယုတ်ကြောင်းဖြစ်တဲ့စကားတွေမပြောနဲ့အလုပ်တွေမလုပ်နဲ့မကောင်းဘူးလားကောင်းလားဒါဘဝမှာကြီးပွားတိုးတက်ခြင်းအဲ့ဒီလိုကာယကံတွေဝစီကံတွေကိုထိမ့်သိမ်းဆောက်စီရပါတယ်ကာယကံတွေကိုထိမ့်သိမ်းမှုမရှိဘူးစိတ်ကိုလွတ်ထားမယ်ဆိုရင်ဝစီကံတွေကိုထိမ့်သိမ်းမှုမရှိဘဲနဲ့စိတ်ကိုလွတ်ပြီးပြောချင်အောင်ပြောမယ်ဆိုရင်မိမိတို့ဘဝတွေငြိမ်းချမ်းတဲ့ဘဝပိုင်ရှင်တွေဘယ်တော့မှမဖြစ်နိုင်တော့ဘူးစိတ်ကိုလွတ်ထားရင်တော့အပယ်လေးပါးကိုတော့ရောက်နိုင်လားမရောက်နိုင်ဘူးလားဆိုကြည့်စိတ်ကိုလွတ်ထားဆင်းရဲပွားမည်စိတ်ကိုထိန်အေးငြိမ်းနိဗ္ဗာန်ပြီအပယ်လေးပါးစိတ်ကြောက်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလွတ်ထားဆင်းရဲပွားမည်စိတ်ကိုထိန်အေးငြိမ်းနိဗ္ဗာန်ပြီအဲ့ဒါကြောင့်တခါကြီးတို့မှာဦးဇင်းတို့စိတ်ကိုအတတ်နိုင်ဆုံးထိန်ရမယ်နော်ဒီစိတ်ကလုံနေတော့ကာယကံကလိုက်လို့တာနော်စိတ်ကမူလာကြတယ်ဟုတ်တယ်မလားဒီစိတ်ကမကောင်းတဲ့အတွေးတွေတွေးနေမကောင်းတဲ့ကာယကံတွေတွန်းလှုပ်တာဒါကြောင့်စိတ်ကအခရာကြတယ်စိတ်ကပဓာနာကြတယ်စိတ်ကအဓိကကြတဲ့အတွက်မိမိတို့တွေကကိုယ်စိတ်လေးကိုဘာလို့ကြရမလဲထိမ့်သိမ်းရမယ်မကောင်းမှုတွေလှုပ်ခြင်းတဲ့အတွေးတွေပေါ်လာရင်ချက်ချင်းဖြောက်ရမယ်နော်မကောင်းတဲ့အတွေးတွေမကောင်းတဲ့အကြံတွေပေါ်လာပြီဆိုချက်ချင်းဖြောက်ဒါတွေကငါတို့ကိုဘဝပြတ်အောင်အပယ်လေးပါးကိုတွားအောင်တို့ရဲ့ရန်သူတွေဒီအတွေးတွေကကိုယ့်ရဲ့ဘာတွေလဲရန်သူတွေမှတ်တာနော်တခါကြီးမရန်သူအပြင်ကရန်သူတွေကကိုယ့်ကိုလေအပယ်လေးပါးကြောက်အောင်မလုပ်နိုင်ပါဘူးရလုပ်နိုင်ပါမလားအပြင်ကရန်သူတွေကိုမုန်းတဲ့လူတွေကိုယ့်ရဲ့အကျိုးစီးပွားကိုဖြတ်မဲ့လုပ်တဲ့ပုံကိုယ်တွေကြိုက်တဲ့တော့သူတို့မုန်းနေပါစေအတိတ်ကရန်ညိုးတွေပါခြင်းပါပါစေသူတို့တွေကဥစဉ်တို့ကိုတကယ်အပယ်လေးပါးကြောက်အောင်လုပ်နိုင်ပါမလားမလုပ်နိုင်ကိုယ့်ရဲ့အတွင်းထဲမှာရှိတဲ့မိစ္ဆာပဏိဟိတဆိုတဲ့နော်မကောင်းတဲ့ပြစ်ထားရတဲ့အဲ့ဒီစိတ်ဓာတ်တွေသာလင်ကိုယ့်ဘဝကိုအပယ်လေးပုံဒီပို့ဆောင်သွားတာဟုတ်ပြီလားဒီလိုပဲကိုယ့်ရဲ့ဘဝကိုအစင်းမြင့်အောင်လုပ်မှလဲတမ္မာပဏိဟိတစိတ်ကိုယ့်ရဲ့နှလုံးသားမှာတီးဆောက်ထားတဲ့ကောင်းမွန်တဲ့စိတ်ထားတွေသာလင်ကိုယ့်ကိုနိဗ္ဗာန်ဆိုတဲ့အစင်းမြင့်တဲ့ချမ်းသာမြတ်ကြီးတိပို့ဆောင်ပေးနိုင်တာ